အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီချာက Treasure English Education မှာပေါ့နော်ကျောင်းသားတွေအမေးများတဲ့ဆရာမနဲ့တီးသန့်သင်ယူနိုင်တဲ့အင်္ဂလိပ်စာအခြေခံ101 class လေးတွေကို sharing လုပ်ပေးသွားမှာပါဒီလိုသင်တန်းလေးတွေကိုဘယ်သူတွေတက်တင်တာလဲကျောင်းတက်ရင်းနဲ့တစ်ပတ်မှာအင်္ဂလိပ်စာကိုအခြေခံကနေစပြီးလေ့လာသင်ယူလိုတဲ့သူတွေအလုပ်လုပ်နေတဲ့သူတွေအပြင်အိမ်မှာနေရင်းနဲ့အင်္ဂလိပ်စာကိုသားမီမီလေးတွေတူတူမလေးတွေကိုတပံပြန်ပြီးတော့တင်ကြားပို့ချပေးခြင်းနဲ့ပေပေမေမေအန်ကယ်တီတီလေးတို့အားလုံးအတွက်တင့်တော်တဲ့အတန်းလေးတွေပါဘလို့စောင်းမျိုးနဲ့တင်ယူရမှာလဲ Hathaway 5th edition စောင်းလေးနဲ့တင်ယူရမှာဖြစ်ပြီးတော့အင်္ဂလိပ်စာကို first scale လုံးပေါ့နော်ကိုကအခြေခံကြကြလေ့လာခြင်းတဲ့သူတွေ level တစ်ခုချင်းစီမှာတိတိယောက်ယောက်နဲ့လေ့လာသင်ယူခြင်းတဲ့သူတွေအကုန်လုံးအတွက်အဆင်ပြေမှာပါ Hathaway 5th edition book ရဲ့အားသာချက်လေးတွေကိုတော့ comments box မှာအသေးစိတ်ဖော်ပြထားပါတယ်နော်သင်တန်းအချိန်စရာလေးတွေကတော့ဘယ်လိုလဲတပတ်ကို2ရက်တစ်ရက်ကို1နာရီကြာဆီယာမနဲ့အနီးကပ်သင်ယူရမှာဖြစ်ပြီးတော့အတန်းမရှိတဲ့ရက်လေးတွေမှာဆိုလို့ရှိရင်ဆီယာမပို့ပေးတဲ့ video lesson လေးတွေသင်ခန်းစာလေးတွေကိုလေ့လာခွင့်ရပြီးတော့ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါသင်ယူနိုင်မှာဖြစ်ပါတယ်ကဲဘယ်လိုသင်ရမှာတော့စွန်းကနေတိုက်ရိုက်သင်ကြားပေးသွားမှာဖြစ်တဲ့အတွက်အင်တာနက်ရတဲ့ဘယ်နေရာကမဆိုဘယ်နိုင်ငံကမဆိုအတန်းတနိုင်မှာဖြစ်ပါတယ်အကောင်းဆုံးကတော့ဆီယာမနဲ့ student ဘက်ကိုလေ့လာမယ်เนาะတီးသန့်ပေါ့เนาะ face to face လေ့လာမယ်ပြီးွားလို့ရှိရင်မိမိတက်မြောက်မှုကို unit တိုင်းလို့စစ်ဆေးနိုင်မယ် workbook လေးကိုသင်တန်းသားများက homework လေးလုပ်ရင်းနဲ့ဆီယာမကစစ်ဆေးမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ် level stay အနေနဲ့ရော101 class လေးတွေဖြစ်လို့သင်တန်းသားရဲ့ level align beginner to intermediate level ထိဆီယာမနဲ့ညှိနှိုင်းသင်ကြားနိုင်မှာဖြစ်ပါတယ်။အခုသင်တန်းလေးတွေကတော့ပုံမှန်အချိန်ကာလအားဖြင့် level တစ်ခုကို9လကနေ6လကြာမြင့်မှာဖြစ်ပြီးတော့သင်တန်းပြီးဆုံးတဲ့အခါမျိုးကြလို့ရှိရင်အရေးကြီးစစ်စာမေးပွဲကိုလည်းဖြေဆိုနိုင်ပါတယ်။ 101 class လေးတွေဖြစ်လို့အားသာချက်ကတော့ဆီယာမနဲ့မိမိအားလက်ချိန်ကိုညှိယူပြီး fix time တွေပဲယူရင်းနဲ့သင်တန်းတက်ခွင့်ရမှာဖြစ်ပါတယ်။သင်တန်းတက်ဖို့အသက်အရွယ်ကန့်သတ်ချက်မရှိပါ။အင်္ဂလိပ်စာရေးတတ်ဖတ်တတ်ပြီးတော့သင်ယူခြင်းနဲ့စိတ်နဲ့အပီးတီတက်မယ်ဆိုတဲ့ဇွဲလုံးလလေးကိုပိုက်ပြီးတော့အခုပဲ Messenger ကနေစာရင်းပေးလိုက်ပါတော့နော်။ Okay, thanks for listening. Bye bye.